ထွက်ချိန်ကြီးလာတော့လေရင်နဲ့ကြိတ်ခံစားနေရပြီမောင်တို့ကြဖို့အိမ်လေးပြင်မေးအနေရဲ့ကိဝေးစီစူတောင်းရင်းနေလေညည်ရည်တွေလိုလိုဝေးယူဝေးမိနေအနေဝေးဒီနေ့ရလေးတွေလက်ချိုးလို့ရတွက်နေမိနေတန်တန်တော်မောဆောင်သာရဲ့လူကြောင့်ပေါင်းမဲ့တဲ့များကိုအစနာဆွေရတော့အမြဲပူပန်နေစသားရဲ့ချစ်သူပဲYesလို့ပြန်လာနေပြီတော့ကြားရတော့ပြောနေပုံကိုလေးပြီးကကြည့်နေမယ်ဆိုရင်အမှန်ပါပဲယူတဲ့ချီဝေးလိုက်လေအောင်မြင်လာတဲ့စကြရတော့လုံကုန်ယူတဲ့တရားတော်စစ်အောင်မြင်နေတာထောင်စင်မဲ့ချင်းနေမှာပြောင်းပါချင်းစီကြွရင်နဲ့အချစ်ဆုံးမအတွက်တကယ်ကိုပဲဝမ်းသာနေဝေးကဒီနေ့ရလေးတွေလက်ချိုးလို့ရတွေ့နေမိနေဒီမှာတန်တန်သွားမောဆောင်သာရဲ့လူကြောင့်ပေါမဲ့တဲ့ညကိုအစင်အောင်ဆွေရတာအမြဲပူပန်ရှာစသားရဲ့ချစ်သူမှာYesလို့ပြန်လာနေပြီတော့ကြားရတော့ပြောနေပုံကိုလေးပြီးကကြည့်နေမယ်ဆိုရင်အမှန်ပါပဲယူတဲ့ချီဝေးလိုက်လေအောင်မြင်လာတဲ့စကြရတော့လုံကုန်ယူတဲ့တရားတော်စစ်အောင်မြင်နေတာထားပါစမဖြစ်ပါနဲ့ပြောင်းမှဖြစ်စီကြွရင်နဲ့အချက်ဆုံးမအတွက်တကယ်ကိုပဲဝမ်းသာစာလေးတွေရောက်လာထန်တလေးတွေပြန်ဖန်နေမိတာတာဝန်ကြလည်းမအားမေးရတဲ့မော်တရားဥပါအနေရဲ့ကီဝေးအောင်စူတောင်းရင်းနေလေကြမ်းမာပါစေတို့တွေ့ရင်လွန်တွေYesလို့ပြန်လာနေပြီတို့ကြားရတော့ပြောနေပုံကိုလေးပြီးကကြည့်နေမယ်ဆိုရင်အမှန်ပါမေးယူတဲ့ချီဝေးလိုက်လေအောင်မြင်စကြရတော့လုံကုန်ယူတဲ့တရားတော်စစ်အောင်မြင်နေတာထောင်စင်မဲ့ဖြစ်နေမှာပြုံးမဖြစ်စီကြွရင်နဲ့အချစ်ဆုံးမအတွက်တကယ်ကိုပဲဝမ်းသာနာရမို့မောင်ပြန်လာပြီးတော့ကြားလိုက်တော့ပျော်ရွှင်တူဆုံးမပေါင်းမလဲဟမဆောင်နိုင်ကြိုးစုံရဲ့တိတ်ကြလားစီလို့ပြန်လာနေပြီးတော့ကြားရတော့ပြောနေပုံကိုလေးပြီးကကြည့်နေမယ်ဆိုရင်အမှန်ပါမေးယူတဲ့ချီဝေးလိုက်လေအောင်မြင်လာတဲ့စကြရတော့လုံကုန်ယူတဲ့တရားတော်စစ်အောင်မြင်နေတာထောင်စင်မဲ့ဖြစ်နေမှာနာရမို့မောင်ပြန်လာပြီးတော့ကြားလိုက်တော့ပျော်ရွှင်တူဆုံးမပေါင်းမလဲဟမဆောင်နိုင်ကြိုးစုံရဲ့တိတ်ကြ